အခုတလောဘာအကြောင်းမို့တစ်တော့ဘာမှမတွေ့တလဲဆိုတဲ့အကြောင်းအရင်းကိုပြောပြမယ်နော်ကြည့်ထားကြွားတာတော့မဟုတ်ဘူးနော်ဒါလေးတိလားအဆိုင်ကအခုတလောဆက်ပြစီရောင်းနေတယ် SZUE ကနေထုတ်တဲ့ဆက်ပြစီလေးတွေပေါ့နော်လက်လီလက်ကားလေးပေါ့ရောင်းနေတယ်အဲ့အတွက်ကြောင့်မို့တစ်တော့လေးမတင်ဖြစ်တာပါတစ်တော့ဇက်လန်တူလေးမရိုက်ဖြစ်တာပါလို့ပေါ့နော်လက်ရှိပတ်စံဝင်တဲ့အလုပ်ကိုပဲစားလုပ်ရမယ်လေဟုတ်တယ်မလားအဲ့တော့ဒီမှာဒါမိုးလေးမိုးချုပ်တော့မဟုတ်နော်ခဏညနေပိုင်းပေါ့ကွယ်မိုးအခုတလောမိုးအရန်ရွာတော့ဒီမှာပတ်စံတော့ဘယ်လောက်ရလဲတော့မပြောနဲ့ပေါ့နော်အရန်လဲရောင်းကောင်းတယ်အရန်လဲရောင်းတွက်တယ်ပေါ့နော်ပစ္စည်းကလည်းအရန်ကောင်းတယ်လူကြိုက်လည်းများတယ်အဲ့တော့အဆိုင်လိုမျိုးပေါ့နော်ပြန်လဲယူရောင်းချင်တဲ့လူဆိုရင်ရောင်းလို့ရပါတယ်လို့ဒါတော့ပေါ့နော်လက်ငွေပေါ်တာပေါ့အဆိုင်တော့လုံးဝအကျွေးမပေးပါဘူးနော်အဆိုင်တော့လုံးဝအကျွေးမပေးပါဘူးဆိုင်ဒီမှာတွင်းပြီးဆိုရင်လည်းပေါ့နော်ရော့ပဒံများရော့နဂါပဲအရန်ဇရာရှုပ်လို့တိလားဇရာရှုပ်လို့ဘယ်လိုလဲဆိုအခါကျခန့်ညာတ1000ရအခါကျရင်လေတဘူးလို့နဘူးလို့ငါတို့လည်းမဆိုင်နိုင်မဟုတ်တယ်မလားနက်ချီကိုလေသမင်းလုတ်ပြီးမှရောင်းရတာကွယ်တိလားအဲ့လိုမျိုးစုရတာကွယ်တိလားအဲ့လိုမျိုးရောင်းရတဲ့ဥစ္စာမှာကိုကအဲ့လိုမျိုးအိတ်ဆက်ရမှာဆိုရင်အဆင်မပြေဟုတ်တယ်မလားအဲ့အတွက်ကြောင့်မို့လုံးဝဟိုပါအကျွေးမရောင်းပါဘူးလက်ငင်းပဲရောင်းပါတယ်အဲ့တော့အဆိုင်လိုမျိုးရောင်းချင်တဲ့လူတွေရှိလို့ရှိရင်လည်းအားလုံးဖိတ်ခေါ်ပါတယ်ခင်ဗျာကိုဆက်လေတွေလည်းခေါ်ယူနေပါတယ်တနိုင်ငံလုံးအနှံ့ပေါ့နော်ဝက်ကွဲနေအောင်ဘယ်နေရာကနေပဲဘယ်လိုပဲရောင်းမလဲဟုတ်တယ်မလားအဲ့အတွက်ကြောင့်မို့ online ကနေပဲပြန်ရောင်းချင်လားကိုကပဲကိုဆက်လေပြန်ယူရောင်းချင်သလားကြိုက်တယ်လို့ယူရအဆင်ပြေပါတယ်သူကပေါ့နော်အဆိုင်လို့ပေါ့နော်မယောင်တတ်တဲ့လူနော်အဆိုင်ကတကယ်တမ်းတော့မယောင်တတ်တဲ့ထဲမှာပါနော်မယောင်တတ်တဲ့လူတောင်လေရောင်းရှင်တည့်ကိုဒီနေ့ကအနည်းဆုံးဒီနေ့က6သိန်းဖိုးရောင်းရတယ်နော်ဒီနေ့6သိန်းဖိုးရောင်းရနော်မေယုံမရှိနဲ့တိလားဒါမဲ့လေကိုဒီလိုပင်ပန်းခံနိုင်မှအဲ့ပတ်စံကရမှာနော်တကယ်ပြောပြရနော်ကိုဒီလိုမျိုးဖင်ပြေးအောင်ခံနိုင်လို့ရှင်တော့ရောင်းကြနော်ကိုတွေကမနေ့ပိုင်းကိုအလုပ်တစ်ခုရှိတယ်မနေ့ပိုင်းပြီးလို့ရှိရင်ရောင်းလိုက်တာ9နာရီခရေကနေဟို4နာရီအထိရောင်းတယ်နော်4နာရီအထိရောင်းတယ်သမင်းတနက်ပဲစားအဲ့သမင်းအောင်သူများကျွေးခဲ့ရနော်တိလားကိုဒီကိုတနာလို့နော်အဲ့လောက်ထိစူးဆိုင်မှလောက်တာတိလားတအိမ်ဝင်တအိမ်ထွက်ဖောက်တယ်ပေးတာတော့နဲတယ်ကွာတိလားဖောက်တယ်တိတ်မပေးဖောက်တယ်ပေးလို့ရှိရင်900 1000ပဲမြက်တယ်ဟုတ်တယ်မလား900 1000 1500ပဲမြက်တယ်အဲ့တော့ကြောင့်ကိုတိုင်းရောင်းတယ်တိလားအမျက်တင်ပြီးမှကိုတိုင်းတအိမ်တက်တိလားအတိဒီပိုင်းမှာလိုက်ရောင်းတယ်အဲ့လိုမျိုးဟိုတနေ့ကတော့2ရက်နဲ့တော့6သိန်းဖိုးရောင်းရတယ်အခုကတော့တရက်ထဲနဲ့6သိန်းဖိုးရောင်းရတယ်ပျော်လိုက်တာအဲ့ဒါလာကြွားတာဘာဖြစ်လို့တစ်တော့တွေဘာမတင်ဖြစ်တယ်လဲလို့မေးလာလို့ရှင်ပေါ့နော်အားကြောင့်မတင်ဖြစ်တာပါလို့နော်တစ်တော့တွေကတိတ်မစော့ဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့လက်ရှိငွေဝင်တဲ့အလုပ်ကိုပဲလုပ်ရမှာလေအဲ့ဒါမို့ရှင်သမင်းငတ်တော့မှာတိလားတစ်တော့စော့ချင်တာတော့မပြောနဲ့ဟေးတိလားသမင်းငိုက်တာအငတ်ခံနိုင်နေတိုင်မဲ့လေရေရှည်အတွက်အဆင်မပြေဘူးလေဟုတ်တယ်မလားကွာသမင်းကတရက်2ရက်လေးပဲမစားနဲ့နေလို့ရတာပါမဟုတ်တာသမင်းကဟုတ်တယ်မလားတက်လုံးစားနေရတာကွယ်အဲ့တော့သမင်းနေတော့အဲ့လိုစားမှပဲတစ်တော့ဆော့နိုင်မှာဟုတ်တယ်မလားသမင်းစားနိုင်ဖို့အတွက်အလုပ်လုပ်ရမယ်ဟုတ်တယ်မလားအဓိကပြဿနာတော့တစ်တော့ဆော့နိုင်ဖို့အတွက်ပတ်ဆိုင်ရှာရတာပေါ့ကွယ်ဒီလားအဓိကသမင်းစားရမယ်တစ်တော့ဆော့နိုင်ဖို့အတွက်သမင်းစားနိုင်ဖို့အတွက်ပတ်ဆိုင်ရှာရမယ်အဲ့လိုပေါ့အဲ့တော့အဆိုင်လိုပဲပေါ့နော်line ပေါ်ကနေပဲဖြစ်ဖြစ်အပြင်မှာပြန်ရင်ယူရောင်းချင်တဲ့လူတွေပဲဖြစ်ဖြစ်เนาะကိုယ်စလဲယူရောင်းချင်တဲ့လူရှိလို့ရှိရင်ဆက်တွေလာခဲ့ပါချက်ပေါက်ထဲထိလာခဲ့ပါ SZUE ရနေထုတ်တဲ့ရေချိုးဆက်ပြ body lotion တွေကိုလက်လီလက်ကပြန်လဲပြီးမှယူပြီးမှရောင်းလို့ရပါတယ်လို့เนาะအမြက်ကလည်းဝဲကွဲကြံပါတယ်ပေါ့เนาะလူကြိုက်ကလည်းအရန်များတယ်ပစ္စည်း quality ကလည်းကောင်းတယ်ထုတ်ဖို့မီစနစ်ကလည်းအရန်ကောင်းတယ်เนาะပစ္စည်းကလည်းကြိုက်တော့ရပါတယ်အခုလိုမိုးတွင်းမှာပေါ့နော်ပစ္စည်းအခုလိုရှိတယ်ဆိုတာကံကောင်းနော်ကိုလိုရောင်းဖို့အတွက်မနေရှိတယ်အဲ့အတွက်ကြောင့်မို့နော်တစ်တော့ကတော့မစုံနဲ့ခဏနားထားတယ်ဒီပစ္စည်းကကုန်အောင်ရောင်းမှာဟုတ်တယ်မလားမိုးတွင်းဆိုရင်လေတိလားပစ္စည်းကအရန်ပြက်မြန်နေတိလားအခုဆိုလမ်းတွေကအရန်ပိတ်နေကွယ်တိလားဘယ်ကနေပစ္စည်းဝယ်မလဲဟုတ်တယ်မလားလေရင်နဲ့အမလေးလေရင်ကနေယူရောင်းချင်ငါတေးပြီလေမွဲပြီလေတိလားမွဲပြီလေအဲ့လိုမျိုးဆိုအဲ့အတွက်ကြောင့်မို့အခွင့်အရေးရှိတော့မို့ယူရောင်းတာအဆိုင်လိုပဲပေါ့နော်အဲ့လိုရောင်းချင်တဲ့လူရှိလို့ရှင်လဲအားလုံးဖိတ်ခေါ်ပါတယ်လာယူပြီးမှရောင်းလို့ရပါမြစ်ကျနာမြို့တွင်လဲယူရောင်းလို့ရတယ်ဝိုင်းမော်အတွက်လဲယူရောင်းလို့ရကြိုက်တဲ့နေရာယူရောင်းလို့ရကွာအတိကနော်ပတ်စံပဲတိလားပတ်စံပို့လို့ရှင်ကြိုက်တဲ့နေရာယူရောင်းလို့ရအကုန်ပို့ပေးမှာနော်မပူနဲ့အဲ့အတွက်နော်အဲ့တော့ဒီမှာပျော်နေပါပြီဒါ6သိန်းကြော်တောင်နော်ကိုတိုင်ရီထားတာမဟုတ်သေးဘူးပြောမှဆိုကွာတိမ်မှာဘလောက်အကျန်းဖြစ်မဲ့တွက်ထားတယ်အခုမှရီရမှာနော်ဘလောက်လဲဆိုတာပေါ့နော်